ဈေးရောက်နေသူတွေဘာကြောင့် view နေတာလဲကောအဲ့ဒါလေးပြောပြပေးခြင်းလေဈေးရောက်နေသူအများစုဘာကြောင့် view နေလဲဆိုလို့ရှိရင်ကိုကဗီဒီယိုတိုင်းမှာဈေးရောက်နေသူအများစုမှာကောင်တွေ့ရတဲ့အမားကြီးနှစ်ချက်ရှိတယ်အဲ့ဒါပါလဲဆိုတော့ကိုကဈေးရောက်တဲ့ဗီဒီယိုတင်မတင်လို့ရှိရင်အကဗီဒီယိုလေးတွေတင်အဲ့တော့ okay ရုပ်တရက်ကြည့်တော့ကိုကတော့ဗီဒီယိုတွေတော့တင်နေတာပဲပေါ့နော်ဒါပေမဲ့စဉ်းစားကြည့်ပါနော်ကိုဈေးရောက်တဲ့ဗီဒီယိုတွေကလည်းကိုကတကယ်ဘယ်လိုပြောမလဲထိထိမိမိလူစိတ်ဝင်စားအောင်ရောင်းထားရလားအဲ့ဒါအရေးကြီးတယ်ဗျာနော်စိတ်ဝင်စားအောင်ထိထိမိမိရောင်းထားတဲ့ဗီဒီယိုဆို view တွေအများကြီးတက်ပြီးတော့ comment တွေအများကြီးရတယ်အကယ်၍ရိုးတနက်ဒီတိုင်းပဲဟာဒါရှိပါတယ်တင်ထားတဲ့ဗီဒီယိုကတော့ view လည်းမတက်ဘူးအယောင်လည်းမရအောင်နော် okay အဲ့ဒါအများစုကြုံရတဲ့နံပါတ်1အမှာဈေးရောက်တဲ့ဗီဒီယိုစနစ်တကျအသေးချာရောင်းတတ်အောင်သင်ယူပါလေ့ကျင့်ပါစက်တိုက်လုပ်သွားပါ okay နော်အဲ့တော့နောက်ထပ်နံပါတ်2မှာပါလဲဆိုအကဗီဒီယိုဆိုတခါလေကြောက်လေဟာငါဈေးရောက်တဲ့ဗီဒီယိုကြီးပဲတင်ပြင်းမှာဆိုလို့ဆိုပြီးတော့ဈေးရောက်တဲ့ဗီဒီယိုဘာလုပ်လဲဆိုတော့အကဗီဒီယိုလေးတွေတင်တယ်ဒါပေမဲ့အဲ့ဒီမှာဘာတွေ့ရလဲဆိုတော့ကိုကတယ်ဟုတ်ပြီကတဲ့အချိန်ကျလို့ရှိရင်ဘလို့ဖန်လာလဲဆိုတော့ကတာကြီးတဲ့ဖန်နေလာတယ်ဗျာเนาะအဲ့ဒီအချိန်မှာကိုပစ္စည်းကိုမဝယ်တဲ့သူတွေစီမရောက်ဖ ೇನೆ မဝယ်တဲ့သူတွေစီရောက်သွားတာမျိုးတွေကြုံရတယ်ကတဲ့အချိန်မှာတော့မှကောင်တို့ဗာလဲဆိုဈေးရောက်တဲ့သူတယောက်အနေနဲ့ branding ကိုထည့်တဲ့ပုံစံထည့်တဲ့စနစ်ဆိုတာရှိတယ်ဗျာเนาะ view ဟာပေါ့ပြောရလို့ရှိရင်ကိုကရိုးတန်းကတယ်ရိုးတန်းကကိုကဒန်ဆာလည်းမဟုတ်ဘူးဒန်ဆာလည်းမဟုတ်တော့ကြည့်တဲ့သူကလည်းဒါကိုဘာကြောက်ကြည့်ရမှာလဲဆိုတော့ reasoning မရှိဘူးပေါ့เนาะအဲ့ဒီတော့အကယ်၍ကိုကတယ်ဟေးဆိုရင်တော့မှကိုပစ္စည်းလေးနဲ့ကင်ပြီးတော့တွဲပြီးတော့ဘယ်လိုမျိုးကမှာလဲကိုပစ္စည်းလေးနဲ့ဘယ်လိုမျိုး trend ကိုစမတ်ကြလေးဝင်းมาလေအဲ့ဒါတွေစဉ်းစားရတယ်အဲ့ဒါတွေမစဉ်းစားဘဲနဲ့အများစုကဘာလဲဆိုလို့ရှိရင်ဈေးရောက်တဲ့ဗီဒီယိုလေးတွေတင်နေအဲ့ဒီတော့ဟာ view မတက်ဘူး view မတက်တော့ဘာလုပ်လဲဆိုလို့ရှိရင်အကဗီဒီယိုလေးပြောင်းတင်နေမယ်အဲ့ဒီအချိန်မှာတချို့ဗီဒီယိုလေးက trend နဲ့လိုက်ပြီးတော့အကဗီဒီယိုလေး view တက်တယ်ဒါပေမဲ့တက်တဲ့ view ကဝယ်တဲ့သူမဟုတ်ဘူးเนาะအကကြည့်တဲ့ဗီဒီယိုကြည့်တဲ့သူတွေအဲ့ဒီလိုနဲ့ဗာလဲဆိုကိုယ့်ရဲ့ဈေးကွက်ရဲ့အထဲကိုမရောက်ဖ ೇನೆ ကိုယ့်ရဲ့ဈေးကွက်ရဲ့အပြင်ကိုစပြီးတော့ရောက်သွားတယ်ပေါ့နော်အဲ့ဒီမှာတွေဗာလဲဆိုလို့ရှိရင်ဈေးရောက်တဲ့သူအများစုဘာကြောင့် view နေတာလဲဆိုလို့ရှိရင်အဓိကအဲ့ဒီနှစ်ချက်ပါเนาะ okay เนาะ view ဈေးရောက်တဲ့ဗီဒီယိုတွေတင်နေအကဗီဒီယိုတွေတင်နေအဲ့ဒီနှစ်ချက်ကြောင့် view နေတယ်စနစ်တကျလေးသွားထက်အောင်လေ့ကျင့်ပါကောအခုဆိုလို့ရှိရင် TikTok နဲ့ပတ်သက်ပြီးစာအုပ်လေးရေးနေတယ်စာအုပ်လေးပြီးပြီဆို ebook လေးကောထုတ်ပေးမယ်အကယ်လိုချင်တဲ့သူတွေရှိရင်လည်းကိုယ့်ကို comment လေးမှာပြောခဲ့ပါအောင်အားလုံးအများကြီးရောင်းကောင်းပါစေဗျာ KSCO ကို follow ကိုအောင်ဖြိုးပါ